Hello guys ကျွန်တော်ကတော့ Iceborn ပါ video လေးမတင်မနဲ့အကြာကြီးပြောင်းနေမိတဲ့အတွက်တောင်းပါပါတယ် Okay ဒီနေ့ video မှာတော့ Shaman Karate video လောက်တော့မှာဖြစ်ပါတယ်ပထမဆုံး Shaman Karate video လောက်မှုအတွက်500 mastery လိုပါတယ်ကျွန်တော်တို့တက်စီးမှာ mastery fan မှာဆိုရင် mastery fan ကိုကောင်းတဲ့ chocolate လမ်းရှိတယ် Okay chocolate လမ်းမှာသွား fan လိုက်အောင် Okay ကျွန်တော် level 5တာကို skin နဲ့ပဲပြလိုက်တော့ Okay let's go Okay, Shaman Karate 500 mastery ရသွားပြီဆိုတော့ TK အောက်ဘုံမှာရှိတဲ့ Submarine MC နဲ့စကားတော့ပြောမယ် Okay, let's go. Yes sir. Hotline. Wait, don't. Okay, Submarine MC နဲ့စကားပြောမယ် Okay, let's go. Submarine MC နဲ့ Submarine MC နဲ့စကားပြောမယ်ပြောပြီးရင် Submerge Island မှာShaman Karate victory တင်လို့ရတဲ့ NPC ကိုလိုက်ရှာမယ် Okay NPC ရှာလို့ teleport ပြီးရောက်လာပြီဆိုရင်ကျွန်တော်သွားလိုက်တော့လိုက်Okay ကျွန်တော်သွားလိုက်ပြီးအကြောက်သုံးတော့ကို flash stand နဲ့နှိပ်ပြီးတော့ဝင်လာရင် Okay ဘန်ရောက်သွားတယ်ဟိုအမှ NPC ရှိတယ်အပေါ်မှာ Okay အကောင်နဲ့စကားပြောမယ်အမှ Shaman Master နဲ့စကားပြောမယ်ပြီးရင် train ဆိုတာနဲ့ပြီးတော့ start training ကိုလုပ်လိုက်ပြီးရင်ကြိုက်တဲ့ fish ကိုရွေးလိုက်ပြီးရင် select Okay လွယ်လေးပဲဒီ game ကဆော့ရတာလွယ်လေးပဲဟောအမှပေါ်လာလိမ့်မယ်အစိမ်းအောင်လေးကိုအများလေးနဲ့ဒေရှာလေးနှိပ်လိုက်ရင်အမှတွေးရောတယ်လွယ်လေးပါပဲအဲ့ဒါဒါပေမဲ့အဲ့နေရာမှာဘရိုတို့ကတေဝါတာဆိုရင်အစနေပြန်စားဒါမှမဟုတ်အတေပဲနဲ့ access ကိုနှိပ်လိုက်မယ်ဆိုရင်ပြမယ်ကြည့်လိုက်အဲ့တော့ Okay ဘန်ပြီးသွားပြီအတေပဲနဲ့ access ကိုနှိပ်လိုက်ရင်ဘရိုအစနေပြန်စား Okay ပြီးရင်ကူးတောင်းနဲ့စောင်းဗျာဘရိုတို့ပြီးရင်ဘက်ကရတဲ့ပုံမူတည်ပြီးတော့ဘရိုအဲ့နေရာမှာတေဝိုင်းကူးတောင်းကမိနစ်20တုံးမို့မိနစ်25မိနစ်30မိနစ်40 45မိနစ်ထိစောင့်โอเคပြီးရင်ကျွန်တော်အရှိမပြောခဲ့ရလောလောလေးပဲမယ်နောက်ပိုင်း group ပတ်ပြီးတော့ဖက်ပဲရောက်ရင်စောင့်ရင်ခတ်လာတယ်ကျွန်တော်မှရှေ့မှာတော်တော်ခတ်ပြီးတော့ထက်ကတေးထားသေးโอเคဆက်ကြည့်လိုက်ယောလေးလိုက်တော့ရောယော Okay အမ orange bag ပြီးသွားပြီ Okay ဆက်ပြီးတော့အမ5ခုကြံသေးတယ် Okay ကျွန်တော်ဆက်ပြီးတော့လုပ်လိုက်ပါဦးအဲ့ဒီတော့မတေးစင်နဲ့ Okay တေးဝိုင်းကူးတောင်းဆောင် Okay ဆက်ပြီးတော့ login လုပ် Let's go ယောကွာညီလေးနောက်ဆုံးစကားယောထီးပဲရမယ်မင်းရှင်းမကောလောခဲ့တာများပြီ Okay မင်းရဲ့နောက်ဆုံးစကားဟဲ့မင်းနဲ့ငါနဲ့ပြန်တွေ့အောင်ပါဟဲ့ Okay ကျွန်တော်ရှုံးသွားပြီမြင်ဘာရလဲကြည့်လိုက် Okay blue bag တော်နှစ်ခုမှတွေ့လား blue bag ရတယ် Okay yellow bag ရရင် Shaman Karate Scale Set Awaken blue bag ရရင် Shaman Karate Ace Scale Awaken ရအောင်ဆုံးတစ်ခုအမဲနဲ့အပြာနဲ့ရောထားတဲ့ bag ရရင် C Scale Awaken ရမယ်ချိန်မှာကျွန်တော် yellowဘန်ရပြီဇန်စကေကိုအဝေးကန်းလုပ်ပြီးသွားဗီဒီယိုရိုက်မှုမရတဲ့အတွက် sorry Okay ကြည့်လိုက်ဆန်းတွေ့တယ်ကူတောင်းပြန်ဆောင်လာဒါလိုပဲဆောင်ရမယ်ဆိုရင် train လုပ်မယ်ဆိုရင်ကူတောင်းမိနစ်30ရောက်ဆောင်ရတယ် Okay မိနစ်30ဆောင်ပြီးတော့ဆိုရင်နောက်လိုပဲဆွဲလိုက်အောင် Okay let's go Yo, cuida. Mita, she ma lo rare glass yo. Okay, blue bag be why. Okay, don't buy it anyway. Do that you like. Yo, quiet. Yo. Okay, come on. Yo, yes. Ông nhìn đi
Okay ယော့ယော့မင်းအောင်သွားယော့ Okay ရှောင်းလိုက်သေးတယ် Okay ယာခက်တယ်ကွာယော့shit သွားပြီ No bro တွေ့တဲ့အတိုင်းပဲဆိုအရှိမခဏတည်တယ်နောက်မှ off screen မှာဆော့ပြီးတော့ခဏတည် Okay ရမ်းခတ်ပါတယ်အကြောင်းမို့အတွက် scale ကျွန်တော်ဝေးခိုင်းထားတဲ့ကျွန်တော်ဝင်ခိုင်းထားတဲ့ scale တွေကိုပဲ showcase ပြတော့မယ် Okay ကြည့်လိုက်တော့ let's go set awaken Okay အမ stand ပေးရဘန်ကန်ထုတ်လိုက်တယ် Okay နောက်တစ်ခါထပ်ပြမယ်နောက်တစ်ခါ Okay ကြည့်လိုက်တော့ now wait fuck မတော့မီ Okay ဟိုနားတော့မယ်ဟိုနားခဏဟိုဘောမှာသွားလိုက်မယ် wait shit ဟိုမှာ ski set ဘန် wait shit ရှုပ်တယ်ဟောင်းရင်အကောင်လေး Okay ဟိုနားမှာပဲပြ ski set awaken showcase ကြည့်အောင်ဘန်မှာ stick stand ပေးရင်ဘန်မှာငမိုင်းနဲ့တော့တွန်းထုတ်မိုက်တော့မိုက်တယ်ဆို Okay so Okay နောက်တစ်ခါSK ကSK ကိုဖိလိုက်မယ်ဆိုရင်ဆွမ်းနာအဝိုင်းတွေ့တယ်အဝိုင်းကအကောင် stand ပေးတာအကြိုင်ကိုမုံနဲ့တွဲသုံးရမှာမိုက်တယ် so Okay ဒါပါပဲနောက်တစ်ခါတော့ကြည့်လိုက်အဖိပဲနဲ့တုံးရင်ဘာလို့ဖြစ်မလဲအဖိပဲနဲ့ငမိန်ပဲထွက်လာဆိုပါလို့တော့ဒီဗီဒီယိုလေးက bro တို့တွေအထောက်အကူပြမယ်လို့ညွှန်နေပါတယ် Okay ကျွန်တော်ဗီဒီယိုတွေမတင်မနဲ့အကြာကြီးပြောင်းနေမိတဲ့အတွက်တောင်းပန်ပါတယ်ဗီဒီယိုတွေပုံမှန်တင်ပြအောင်ဉာဏ်ကြိုးစားပြီးတော့ quality ရှိတဲ့ဗီဒီယိုတွေတင်အောင်လည်းအများကြီးကြိုးစားအောင် Okay ကျွန်တော်ကတော့ Ashbon ပါ Bye guys see you in next video